မင်းတို့ယုံလားတစ်ချိန်တော့စင်ကာပူတထေးတွေကသူတို့သားသမီးတွေကိုပညာတတ်ကြီးဖြစ်ချင်ရန်ကုန်ကိုလှုပ်ပြီးတော့ကြောင်းထားခဲ့ရတယ်တွေးကြည့်ရင်မဖြစ်နိုင်စရာကြီးလို့ဆိုပေမဲ့တစ်ချိန်ကရန်ကုန်ဘိုးလိုပြောရင်ရန်ကုန်ဆိုတဲ့မျိုးကြီးကအရှိတောင်အာရှရဲ့ကြားတဲ့ကောင်ဖြစ်ခဲ့တယ်ဒါနဲ့ဘယ်ကမလဲညာတိုင်းလမ်းမတွေကိုမိသားပိုက်တွေနဲ့ယူဆေးလို့ဖုံတမောက်တော့မရှိတဲ့မျိုးလိုကြီးဆိုတာအဲ့ဒီအချိန်ကအာရှမှာငါတို့စီမှာပဲရှိခဲ့တာရတဲ့ခေတ်ကရန်ကုန်ကိုလာလေတဲ့နိုင်ငံသားတွေကဒီမျိုးကို Garden City of the East အရှိတိုင်းရဲ့ဥယျာဉ်မျိုးတော့အရှိတောင်အာရှရဲ့လန်ဒန်ဆိုပြီးတော့တင်စားခဲ့ရတဲ့အထိမာမာဆိုတာကြီးကျယ်ခမ်းနားခဲ့အခုငါတို့ရက်နေတဲ့မြေကြီးအခုငါတို့ရှူဆိုင်နေတဲ့နေတို့ဒါတွေအတူတူပဲဒါပေမဲ့လွန်ခဲ့တဲ့နှစ်90 1950ဝန်းကျင်ကာလတစ်ခုလုံးကဒီမြေဒီလေထုထဲမှာရှိခဲ့တဲ့ energy ကအခုလည်းလုံးဝမတူဘူးစင်ကာပူဘန်ကောက်ကွာလာလမ်ပူဆိုတာတွေကရန်ကုန်ကိုမော့ချီပြီးတော့အားချခဲ့ရတဲ့ဖြစ်ပေါ်သွားတယ်ဒါပေမဲ့ပြီးတော့ထားတယ်ဒီရွှေရောင်နေရက်တွေကသဘာဝအတိုင်းဖြစ်လာတယ်မဟုတ်ဘူးမတော်တဆပျက်စီးသွားတယ်မဟုတ်ဘူးဒါကစစ်ပွဲတွေငွေကြေးကစားကွက်တွေနိုင်ငံရေးပြည်ပခါတွေနဲ့တိစောက်ထားတဲ့ခံစားနန်းတော်ကြီးတစ်ခုဒီနေ့ငါတို့1955ခုနှစ်ရဲ့ရန်ကုန်မြို့လေးကိုတရားတာပြီးသွားကြဒီမနက်မိုးလင်းတာနဲ့ဒီမျိုးကြီးဘလို့အသက်ရှူလဲနေ့လယ်ဘက်ဘလို့ငွေရှာလဲညဘက်ရောက်ရင်ရောဘလို့ပျော်ပါပြီးတော့ဘလို့အန်ဖယ်တွေကြုံရတယ်စင်ကာပူဝင်ကြီးချုပ်ဒီကွမ်ယူရန်ကုန်ကိုရောက်တော့ငါစင်ကာပူကိုရန်ကုန်လိုဖြစ်အောင်လုပ်မယ်လို့အားကြပြီးတော့ပြောခဲ့ရတဲ့ခေတ်ဒါကဇန်နဝါရီမဟုတ်ဘူးတကယ်ရှိခဲ့တဲ့ရန်ကုန်ရဲ့ရွှေခေတ်တစ်ခုပဲโอเคတမိုင်းစာမျက်နှာကိုပြန်လှန်ကြည့်အောင်မနက်4 နာရီခွဲရန်ကုန်မြို့ကြီးကအိမ်မောကျနေတော့မယ်လမ်းမီးတိုင်းဝါကျင်ကျင်အောက်မှာတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်ပေါ့ဒီအချိန်မှာမြို့ပြရဲ့မိတ်ကက်ဆရာတွေလို့ခေါ်ရမယ်စီပင်ဝန်ထမ်းတွေအဲ့ဒီခေတ်ခါတော့ဘင်္ဂါလီကလားကြီးတွေများတယ်သူတို့ကမနက်အစောကြီးကလေးကလှုပ်ရှားလာကြပြီသူတို့လက်ထဲမှာတန်တုပ်ရှည်ကြီးတွေကိုစီပါလာတယ်လူချောင်းရိုက်ပြီးတော့ပစ္စည်းလူဖို့တန်တုပ်ကင်လာတယ်လို့တွေးမိသွားမှထင်တယ်ဟုတ်တယ်အခုခေတ်ရန်ကုန်မနက်ဝေလီဝေလင်းမှာဒုတ်တွေနဲ့လူတစုကိုတွေ့ရင်ငါလည်းအဲ့လိုထင်မိပါပဲဒါပေမဲ့ဒီဝန်ထမ်းတွေကင်လာတာလူရိုက်ဖို့တော့မဟုတ်ဘူးကွာဒီတန်တုပ်ရှည်ကြီးတွေကလမ်းထောင်တိုင်းမှာရှိတဲ့မိသားပိုက်ခေါင်းကြီးတွေကိုဖွင့်နေတော့တယ်ပဲရန်ကုန်ဆိုတာအဲ့ဒီချိန်တုန်းကဗြိတိရှတွေခြာထားခဲ့တဲ့မြို့ပြစီမံကိန်းတိုင်းရေပေးဝေရေးစနစ်ကရှယ်မိုက်နေတဲ့အချိန်ကိုရေပိုက်ကောင်းကြီးကိုလှည့်ဖွင့်လိုက်တာနဲ့ရေတွေကပိုက်လုံးကြီးစားကြီးတွေတည်းကတဘောဘောနဲ့ကိုပန်းထွက်လာလမ်းမပေါ်ရေခမ်းရုံတက်မဟုတ်ဘူးနော်ရေအားအပြင်းစားနဲ့ပလက်ဖောင်းအားကရေမြောင်းနေလမ်းမပေါ်အမိုက်တရက်တွေကွန်ထရီတွေကိုထိုးဆေးချလိုက်တာအဲ့ဒီခေတ်ရန်ကုန်လမ်းမတွေအောက်မှာအုပ်စီရေမြောင်းစနစ်တွေရှိပြီးသားဆိုတော့ရေတွေကအိုင်မနေဘူးရေမြောင်းတွေကိုရှက်လွတ်ဆိုပြီးတော့တန်းဆင်းသွားဒီနေ့ခေတ်လိုမိုးနေနေကြွားရင်ရေကြီးတဲ့ပြဿနာမျိုးမရှိသလောက်မနက်6 နာရီနေဝန်းညီညီလေးထွက်လာချိန်ဆိုရင်ရန်ကုန်မြို့လေကောင်ကရုပ်ရှင်ကားတွေကလိုပဲကက်တရလမ်းမတွေကရေဆေးထားလို့နတ်မောင်ပြောင်လက်နေပြီးတော့ရေခွေးထောင်းထနေတတ်တာလေးတို့ကလက်ဆက်လမ်းမတွေကတန်ရှင်းလို့လူကြီးတွေပြောသလိုဒီခြေပလားနဲ့လမ်းလျှောက်နေတော့ခြေပေါ်ကမမဲဘူးဆိုတာတင်စားမှုတက်တော့မဟုတ်ခဲ့ဘူးကွာမနက်ကင်းလမ်းလျှောက်ထွက်တဲ့အဖိုးကြီးတွေဈေးသွားတဲ့အတော်ကြီးတွေကအမိုက်တစားမရှိတဲ့လမ်းမကြီးတွေပေါ်မှာစိတ်လို့လက်လို့ကိုရှောက်သွားနိုင်ခဲ့တယ်ဒါကဘာကိုပြနေလဲဆိုတော့ system တစ်ခုရဲ့အောင်မြင်မှုကိုပြနေတာပဲရန်ကုန်မြို့သူမြို့သားတွေကလည်းငါတို့မြို့အာရှမှာအတန်ဆုံးဘွားဆိုပြီးကိုယ်ကိုကင်ထားကြတယ်အဲ့ဒီခေတ်ကရန်ကုန်ကိုလာလေတဲ့နိုင်ငံသားတွေက Garden City of the East လို့တင်စားကြတယ်ဆိုတာဒီလိုမနက်ခင်းမြင်ကွင်းနေကြောင်းပဲဒီကတရလမ်းမောင်ဆက်ပြားကြီးတိုက်ပြီးတော့စေးသလားထင်ရလောက်အောင်တန်ရှင်းတန်ရမှုကအဲ့ဒီခေတ်အုပ်ချုပ်သူတွေနဲ့ပြည်သူတွေရဲ့စီကန်းရှိမှုထင်ဟပ်နေတဲ့ကျင်းမုံပြည်တစ်ခုလိုဖြစ်နေခဲ့တာဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီရေပိုက်ခေါင်းကြီးတွေလေတန်ကြီးတက်ရေမြောင်းတွေလေပိတ်ဆို့မနက်ခင်းလမ်းမောင်တွေပေါ်မှာလေရေငွေ့အစားဖုံမောက်တွေကနေရာယူနေပြီလေတို့ညဉ့်ညမ်းမှုများတဲ့မြို့တွေထဲမှာရန်ကုန်မြို့ကတစ်ခုအပါဝင်ဖြစ်နေအာရှရဲ့ဥယျာဉ်မြို့တော်ဆိုတဲ့ခုံပုတ်ကတမိုင်းစာအုပ်ထဲမှာပဲကြံရင်ခဲ့ရတော့တာပေါ့ရန်ကုန်မြို့ရုံတက်ချိန်အခုခေတ်2025မှာ Elon Musk တို့ကကဘာကြီးကိုခဲတင်ဖို့ EV တွေသုံးပါဆိုပြီးတော့အာကောင်ချစ်អော်နေကြတယ်မလားကြီးကြပဲတကယ်တော့ရန်ကုန်ကဒီကိစ္စကိုလွန်ခဲ့တဲ့90လောက်ကလုပ်ပြီးသား1950ပြည့်လွန်နှစ်တွေရဲ့ရုံတက်ချိန်မနက်ခေတ်တစ်ခုတိုင်း travel လုပ်ကြည့်လမ်းမတွေပေါ်မှာပထမဆုံးသတိထားမိမှာကတိတ်ဆိတ်နေတတ်မှုပဲဘာလို့လဲဆိုတော့လမ်းမကြီးရဲ့အရှင်သခင်တွေကဒီနေ့ခေတ်လိုမီကိုဦးထွက်နေတဲ့ကားတွေမဟုတ်ဘူး Gravel Electric Tramway လို့ခေါ်တဲ့ဖျက်စစ်ရထားကြီးတွေကလမ်းလေကောင်မှာညံ့ညံ့ညောင်ညောင်ပြေးဆွဲနေတာကိုဒီအပေါ်မှာတက်ကြိုးတွေတွေ့တန်းထားပြီးတော့ခေါင်းလောက်နဲ့တက်တက်လေးကလွှဲရင်အင်ဂျင်နဲ့စူညံတာမျိုးမရှိဘူးအဲဒီခေတ်ကရန်ကုန်ကကာဗွန်ထုတ်လွှတ်မှုအနည်းဆုံးမျိုးကြီးတစ်မျိုးဖြစ်ခဲ့ဘူးလေဆိုတာယုံနေကြတော့မရှိဘူးရန်ကုန်မြို့ရဲ့လမ်းမတွေမှာလည်း Chevrolet bus ကားကြီးတွေပြေးဆွဲနေဒီစပီးခေလက်ကျန်စစ်သုံး truck ကားကြီးတွေကိုကိုရီတစ်ပြန်ဆင်ထားတာဆိုတော့ရုပ်ကတော့ရေလေကိုမိုက်တာဒီကား line ရဲ့ branding ကလည်းမြန်မာမှုတွေနဲ့မို့လို့ချစ်စရာကောင်းတယ်ကွာဒီဘက်ခေလို့ YBS 21လို့30ခုလုံးဆိုတော့နံပါတ်တွေမဟုတ်ဒီကားကောင်းပေါ်မှာရုံရုပ်ကြားရုပ်ထောင်းရုပ်မင်းသားရုပ်ဆိုပြီးတော့အရုပ်လေးထောင်းတာဒီစာမတက်တဲ့အပိုးခွားရင်နေရာတက်လာတဲ့သူတွေတော့မှဒါကရုံတိုင်းစီးရမှာဆိုပြီးတော့အလွယ်တကူဖတ်မိကြတယ်မှတ်ထိုင်မှာစောင့်နေလူကိုကြည့်ကြည့်မှာဒါရုံသွားမယ်လူဟုတ်လား fashion show ရှောက်မယ်လူဟုတ်လားတော့သင်ရတယ်မျိုးသားတွေက chef skin လို့ခေါ်တဲ့အထည်တွေကိုစွတ်အပြည့်ချုပ်ဝေထားကြပိုလေးရာသီဥတုဂီးမဆိုင်ဘူး smart ဖြစ်ဖို့ကနံပါတ်1ပဲဒီဘက်ခေတိုင်းစီးဒီဘက်မှာဒီလေးတွေ fashion ဖြုတ်နေဆိုတာတော့ကတော့အဲ့ဒီခေကတနာတာပေါ့ကွာသူတို့က fashion ကြားတဲ့အပြင်ကိုကြီးလိုက်တာနေတော့ smart လေးဖြစ်နေပြီးသားခေါင်းမှာပိုးပေါင်းသားခေါင်းပေါင်းခြေထောက်မှာရှူဖနက်တောက်တောက်ပြောင်ပြောင်နဲ့မျိုးသမီးတွေကလည်းပိုးတွေလုံးကြီးရင်ပုံးအင်ဂျီနဲ့ရင်းရင်းလေးသူတို့လက်ထဲမှာပါလာတာက glory မုတ်တိုက်ကပါမုတ်တုံးတွေပြီးတော့အင်္ဂလိပ်စာတက်သူတွေရဲ့လက်ဆွဲ The Nation သတင်းစာတွေကိုစီကင်ပြီးတော့ကြော့ကြော့မော့မော့နေပဲဒါပေမဲ့ဒီမြင်ကွင်းတစ်ခုလုံးရဲ့အနှစ်သာရကားတွေမဟုတ်တယ်လို့အဝတ်စားတွေလည်းမဟုတ်ဘူးအရေးကြီးဆုံးအချက်ကတော့ဒီနေ့ခေတ်ရန်ကုန်မြို့မှာတွေ့ဖို့အတော်လေးခက်တဲ့စီကံပဲဟုတ်တယ်လူတွေရဲ့စီကံရှိကြအစင်တန်းရှိတယ်အစင်တန်းဆိုတာငွေကြေးချမ်းသာတာတခုလို့ပြောတာမဟုတ်ဘူးဆိုတာမင်းတို့နားလည်မှတ်လား
ဒီကားမှတ်တိုင်မှာကားလိုက်ဘယ်သူမှဘာရင်တက်မယ်ဆိုပြီးတိုးဝဲမနေဘူးဒီအလိုလိုနေရင်တန်းစီနေကြဘယ်သူမှလည်းလိုက်ထိန်ကြမလို့ဒီစီကန်းဆိုတာသူတို့ရဲ့သွေးထဲမှာပွာပြီးသားပဲကားဆက်ပရာတွေကလည်းဒီနေ့ခေတ်လို့တိုးတက်လေးခေါင်းမဖော်နဲ့ဒီအဲ့လိုမျိုးအော်နေသူတွေမဟုတ်ဘူးခရီးတွေကိုဆရာမတက်ပြီးတော့လေးစားခေါ်ကားမောင်းသမားတွေကလည်းလူကုန်မြင်ကြမြင်တာလေးကို break အုပ်ပြီးသားပဲရန်ကုန်လမ်းမတွေပေါ်မှာမောင်းနေတာတန်တုံးကားကြီးတွေတည်းမဟုတ်ဘူးလူဖွဲ့ကြီးတစ်ခုလုံးရဲ့ရင်ကျင်းမှုနဲ့တိတ်ခါပြီးတော့ဘယ်နေရာမှာကြည့်မြင်နိုင်တယ်နေအောင်မိတ်ဆွေဒီလောက်လှပတန်ရှင်းတဲ့မျိုးပြကြီးနိုင်ငံခြားကားကြီးတွေရှက်စကင်ဝစ်စုံတွေကိုမြင်ပြီးတော့မင်းတို့မေကွန်းတစ်ခုမထုတ်မိဘူးလားဒီလိုတွေတက်နိုင်ဖို့အတွက်ပတ်စံဘယ်ရကြလဲဆိုတာလေရဖြစ်ရရိုးရိုးလေးပဲကွာရွှေလည်းမဟုတ်ဘူးဖားကန်ကကြောက်သိန်းတွေလည်းမဟုတ်ဘူးဒီမိုးကုတ်ကကြောက်တွေကြောင့်ဝေးရှိရတယ်မဟုတ်ဘူးဒီအကြီးကထုတ်ကောင်လို့စပါးပဲဒါပေမဲ့တာမဲ့စပါးမဟုတ်ဘူးဒီကမ္ဘာအခြေအနေကဖန်တီးပေးလိုက်တဲ့သွေးစိုးနေတဲ့ရွှေတူလို့တော့မပြောလို့ရတယ်1950ပြည့်လွန်နှစ်တွေဆိုတာကမ္ဘာမြေပုံပေါ်မှာမီဟုံဟုံတောက်နေတဲ့အချိန်ဒီအထူးသဖြင့်ကိုရီးယားကျောင်းတွေမှာကိုရီးယားနွားဖြစ်နေတယ်စစ်တိုက်ပြီဆိုရင်တနက်လိုတာမှန်ပေမဲ့ဘိုက်ဆိုင်စစ်တိုက်လို့မရဘူးလေစစ်သားတန်းလေးကြီးကိုကျွေးဖို့ထမင်းကလိုလာတယ်ဒီမှာနေမဲ့ butterfly effect ကစပြီးတော့အလုံးလုံးတော့တာပဲကိုရီးယားမှာဘုံတွေကျဲနေတဲ့အချိန်မှာမြန်မာပြည်ကစပါးဈေးတွေမိုးထီအောင်ထိုးတက်သွားမြန်မာနိုင်ငံချက်ချင်းဆိုသလိုကမ္ဘာထမင်းအိုးကြီးဖြစ်လာပြီးတော့1955တနှစ်ထဲမှာတင်စံတန်ချိန်2တန်းနီးပေါက်တင်ပို့နိုင်ခဲ့မြန်မာလေကွင်းတွေကထွက်တဲ့စပါးကမ္ဘာစစ်မြေပြင်တွေစီကိုရောက်သွားပြီးတော့နိုင်ငံခြားငွေတွေကရန်ကုန်ကိုရေလိုလှိမ့်ဝင်လာတော့တာပေါ့အေးစုလေစိတ်ကမ်းဘက်ကိုမျက်လုံးမှိတ်ပြီးတော့မြင်အောင်ကြည့်လိုက်တင်မောအော်ဆွဲတန်တွေကရိန်းကြီးတွေရဲ့အတန်တွေနဲ့အတူအိန္ဒိယနယ်ပါအလုပ်သမားတွေကပျော်စိတ်အောင်ပြတ်တယ်လို့လှုပ်ရှားနေကြတယ်အေးသူတို့ရဲ့ကြောကုန်းပေါ်မှာထမ်းထားတဲ့ခုံကြီးအိတ်တွေထဲမှာရှိနေတာစံစေးတွေဆိုတာထက်ကိုတိုင်းပြည်ရဲ့ကံကြမ္မာတွေလို့ပြောရင်ပုံမှန်အေးအဲ့ဒီအလုပ်သမားတွေရဲ့ချွေးနဲ့ခုံကြီးအိတ်နဲ့တွေကအဲ့ဒီခေတ်ရန်ကုန်ရဲ့ပတ်စံနဲ့အေးအဲ့ဒီတော့ငွေကြေးတန်ပေါ်ဘယ်လောက်တောင်ကျန်းလဲအမေရိကန်ဒေါ်လာကိုမြန်မာငွေ4.86ကျပ်၅ကျပ်တောင်မရှိဘူးနော်ဒီရွှေတစ်ကျပ်သားမှကျပ်200ဝန်းကျင်ပဲရှိတဲ့ခေတ်ဒီရုံးစည်းတယောက်လာစား300ရတယ်ဆိုတော့ပဲသူကဒီနေ့ခေတ်360လောက်ရတယ်မန်နေဂျာတယောက်လိုပဲအိမ်ဖော်ငါကောင်းကောင်းစားညနေဆိုတရုတ်တန်းမှာစားတော့ဆန်ထိုင်းဘဝကရှယ်ပဲမြန်မာငွေကျပ်ဆိုတာအာရှမှာဘီရင်တစ်ပါးလိုအချိန်မှာကြီးခဲ့တာဒါနိုင်မဟုတ်ဘူးနော်ဒါပေမဲ့သမိုင်းဆိုတာအများတန်း great area ရှိတယ်ကွာအပေါ်ရန်ရွှေမုံကျဲထားတဲ့ရန်ကုန်မြို့ကြီးရဲ့အောက်ခြေမှာကြောက်စရာကောင်းတဲ့စနစ်တစ်ခုကတော့စပြီးတော့လေပတ်နေတယ်အဲ့ဒါတော့ SANP State Agriculture Marketing Board လို့ခေါ်တဲ့နိုင်ငံတော်လေယာထက်ကောင်ရောင်းဝယ်ရေးအဖွဲ့ကြီးပဲနာမည်ကတော့လှဒါပေမဲ့သူကနိုင်ငံတော်အဆင့်ပွဲစားကြီးတွေပေါ့အစိုးရလေသမားတွေစီကနေစပါးကိုဈေးနှိမ်ပြီးတော့အပေါ်ဆုံးဈေးနဲ့မကြကြအောင်အဖွဲ့ပြီးမှနိုင်ငံခြားကစပါးပေါက်ဈေးနဲ့ဈေးကြီးကြီးပြန်ရောင်းပြီးတော့ဈားနဲ့အရက်ကြကြအောင်ထုတ်တယ်တိုင်းပြည်ပြန်လေထူထောင်ရေးအတွက်ဆိုတဲ့ခေါင်းစဉ်တက်ထားပေမဲ့လက်တွေမှာတော့မျိုးပြလူတွေအစိုးရဝန်ထမ်းတွေကနိုင်ငံခြားငွေနဲ့စိန်ကြနေချိန်မှာကျေးလက်ကလေသမားတွေကတော့ဝဲပြကြပြီးတော့ထမင်းနှမှန်ဖို့တော့ခက်လာမြင်းသားအောင်ပြောရရင်ရန်ကုန်မြို့ကြီးကလျှက်စစ်မီးအောင်စုံနဲ့လင်းလက်နေပေမဲ့တောရတွေမှာတော့မိကိုတွက်လျှောက်လောင်ပြိုက်နေပြီလေသမားတွေမကျေနပ်ချက်တွေကတဖြည်းဖြည်းနဲ့စုပုံလာပြီးတော့ဒါနောက်တစ်ချိန်မှာဖြစ်လာမယ်ပြည်မင်းစစ်မီးကိုစီလောင်းပေးလိုက်တယ်လို့ဖြစ်သွားစေခဲ့တာပါဘာတွေဆက်ဖြစ်လာလဲကိုသိလားသိတယ်ဆိုရင်အောက်က comment မှာမှန်းခဲ့ပါဦးမသိဘူးဆိုရင်လည်းနောက်ပိုင်းမှာဆက်ပေးမှာမို့လို့ကျွန်တော်တို့ရဲ့မြန်မာ Archive Channel ကို Subscribe လုပ်သွားဖို့လည်းမမေ့ပါနဲ့ Discover the past inspire the future ဆိုတဲ့ကျွန်တော်တို့ရဲ့ slogan အတိုင်းပဲအခုလိုတမိုင်းကနေသင်ခန်းစာယူနိုင်မယ့်အကြောင်းအရာတွေတင်ဆက်ပေးသွားအောင်ပါယခုလောလောဆယ်တော့ရန်ကုန်မြို့ကြီးထဲမှာရှောက်ဖက်ကြည့်လိုက်ရအောင်ငွေကိုရေလိုသုံးနိုင်တဲ့ရန်ကုန်မြို့ပတ်စံတွေရေလိုဝင်နေပြီဆိုတော့ဒီပတ်စံတွေဘယ်မှာသွားဖြုံးကြ1950ရန်ကုန်တထေးတွေရဲ့ lifestyle ကအခုခေတ် line ပေါ် influencer တွေတောင်လိုက်မပြီးဘူးဆိုရုံမလားအခုခေတ်ရန်ကုန်မှာ shopping mall တွေပို့လို့ပေါက်နေပေမဲ့1950တုန်းကဘရင်တဆူရဲ့ရှိအဲ့ဒါကတော့အခုမဟာဗန်နူလာပန်းချန်ဘေးက A1A ဘန်ရုံးချုပ်နေရာမှာဖွင့်ထားခဲ့တဲ့ Royal & Company ကြီးပဲအဲ့ဒီခေတ်ကအရှေ့တောင်အာရှမှာဒီနေရာကိုအရှေ့တိုင်းရဲ့ Hair Block လို့တင်စားကြလန်ဒန်နာမည်ကြီး Hair Block ဆိုင်ကြီးတော့ကိုခန်းနာလို့ကျွန်းတကားကြီးကိုတွန်းခွေပြီးဝင်လိုက်တာနဲ့ရန်ကုန်ရဲ့အိုက်ဆက်ဆက်အပူတင်ကပျောက်သွားပြီညနေကျမြင့်ကြီးရဲ့ဘဝပန်ကအကြီးစားကြီးတွေကြောင့်ဒီလူကအေးစိတ်နေရပဲအင်္ဂလန်ကတင်သွင်းတဲ့ရက်စလီရေမွေးနဲ့စကော့တလန်သုံးမွေးတဲ့နန်းတွေကနှာခေါင်းပေါ်မှာတင်းပြန်နေလန်ဒန်မြို့လေကောင်ရောက်သွားတဲ့ feeling မျိုးဖြစ်သွားလိမ့်ဒီနေရာမှာဈေးဝယ်တာနိုင်ငံခြားသားတွေကြီးပဲတော့မဟုတ်ဘူးစပားကြောင်းတော့ချမ်းသာလာတဲ့တဖေးတွေအရာရှိကြီးတွေခေပညာတတ်တွေအကုန်လာကြသူတို့ဘာဝယ်ကြလဲဘာက51ဘောပင်ဆိုတာဒူကောင်ထိုင်အတိုင်းဝိုင်းရဲ့ခုံတစ်ခုဖြစ်ခဲ့တဲ့အချိန်အိုမီဂါနဲ့ Rolex နာယူတွေဆိုတာမြန်မာနိုင်ငံသားတွေအတွက်ပတ်နေကြလက်ပတ်နာယူတွေအိမ်အဲကမ်းမှာတင်ထားမဲ့ Johnny Walker Whisky Plain တွေဒီခေတ်က supply chain ကတော့ share ပဲလန်ဒန်မှာပစ္စည်းတွေထွက်ရန်ကုန်ရောက်ဖို့ရပ်ပိုင်းမကြတယ်အခုခေတ်လို pre order တင်ပြီးတော့လာနေချီစောင့်စရာမလိုဘူးပတ်စံရှင်လည်းကမ္ဘာအဆင့်ပစ္စည်းမှန်သမျှရန်ကုန်မှာချက်ချင်းဝယ်လို့ရတဲ့ခေတ်ဒါပေမဲ့ luxury ဆိုတာပစ္စည်းဝယ်တာတခုတည်းတော့မဟုတ်ဘူးကွာအဲ့ခေတ်အဲ့အခါကရတဲ့ vibe ခံစားမှုပဲခင်ဗျားတို့စာအုပ်တွေနဲ့ရင်းနှီးတဲ့လူမျိုးဆိုရင်ဟိုနားတစားဒီနားတစားတော့ဖတ်ဖူးကြမယ်ထင်တယ်အဲ့ဒီခေတ် rank ရဲ့ fight ကတကယ်ကိုမိုက်လွန်းလာရဲ့ဗျစနေတနင်္ဂနွေရောက်ပြီဆိုရင်ရန်ကုန်မြို့ရဲ့ကားကောင်းနေရတက်ကဆန်ခွေးဘက်ကိုဦးလှဲကုန်ကြပြီမြင်းပွဲဆိုတာအဲ့ဒီခေတ်ကနောင်စားတက်တက်မဟုတ်ဘူးလူကုန်ထန်တွေရဲ့ပွဲလမ်းတွေပဲဒီမှာလာကြည့်တဲ့မျိုးသမီးတွေရဲ့ fashion မျိုးသားတွေရဲ့ champagne ခွက်ကင်ပြီးတော့ရေလောင်းတဲ့ style တွေကဟောင်ကောင်တို့လန်ဒန်တို့နဲ့ဘာမှမချတာPK Blender ဇလန်တွဲတွေက vibe စစ်တယ်ဒီခေတ်ရန်ကုန်သားတွေကမြင်းပွဲခွဲမှာသူတို့ရဲ့ကျွယ်ဝမှုနဲ့အချိန်ကိုထုတ်ပြကြနေဝင်သွားလို့ဗိုက်စာလန်ပဲသွားမယ် restaurant hotel မှာ high tea သွားတောက်မလား continental မှာနာမည်ကြီးကိတ်မို့သွားစားမလားရွေးချယ်ကြရတယ်အများကြီးညဘက်ဆိုရင် green hotel လို့နေရာမျိုးတွေမှာ ballroom dancing ကပွဲရှိတယ် American နဲ့ဥရောပ jazz guitar ပွဲလာကြည့်ရင်လက်မှတ်မရလောက်အောင်စီးကားတယ်
ရန်ကုန်သားတွေကတန်ဖိုးကြီးဝစ်စုံတွေဝစ်ပြီးတော့ကာဝဲခန်းမာတွေမှာခြေလန်းပတ်နဲ့ကနေကြတော့မြင်အောင်ကြည့်လိုက်ဒီအခုခေတ်ကျွန်တော်တို့ဒီလိုဘိုင်းမျိုးကိုရန်ကုန်မှာပြန်ခန်းစားဖို့ကမလွယ်တော့ဘူးဗျပြောချင်တာကရန်ကုန်သူရန်ကုန်သားတွေ lifestyle ကအနောက်တိုင်းနဲ့ဇုံအောင်တန်းနိုင်ခဲ့ဒီပတ်စံရှိအောင်နဲ့ဒီလိုနေလို့မရအောင် taste ရှိပါပဲကြာဒီတို့ကပတ်စံကိုတန်ဖိုးရှိသုံးတတ်တယ်အခုခေတ်ဈေးဝယ်စင်တာတွေမှာ brand တွေဝယ်နေကြပါမယ်ပြောရင်ကုမ္ပဏီခေတ်ကလူတွေရဲ့အစင်တောင်မပြီးဘူးလို့ပြောရင်ခင်ဗျားတို့ကျွန်တော်စိတ်ဆိုးလိုက်ဒါပေမဲ့တကယ်ကိုမပြီးတာနေရောရန်ကုန်ဆိုတာပတ်စံ80လို့ဖောင်းနေတာမဟုတ်ဘူးဗျအုံတောင်လည်းအရန်ကောင်းတဲ့မျိုးတစ်မျိုးပေါ့မင်းတို့အခုခေတ်မှာပညာတက်ချင်နိုင်ငံခြားထွက်ဖို့ပြင်နေကြရမလားခေတ်တုန်းကတော့စီးစိမ်မှုကပြောင်းပြန်မယ်နိုင်ငံခြားသားတွေကပညာတက်ချင်ရန်ကုန်မှာလာတက်ရ1950ပြည့်လွန်နှစ်တွေအကြီးပတိလမ်းမကြီးပေါ်ကိုတက်လိုက်တာနဲ့လေတူကအစပြောင်းသွားသလိုခံစားရလေအဲ့ဒါ Rangoon University ပဲအဲ့ဒီခေတ်ကဒီနေရာကိုအရှေ့တောင်အာရှရဲ့ Harvard ဒါမှမဟုတ် Oxford of the East လို့တင်စားကြတယ်ရန်ကုန်တက္ကသိုလ်ကပေးတဲ့ဘွဲလက်မှတ်တစ်ခုဟာအင်္ဂလန်ကပေးတဲ့ဘွဲနဲ့အစိမ့်နဲ့အတူတူပဲရန်တို့အတိမတ်ပြုခံရတယ်ဒါကြောင့်ပဲထိုင်းမလေးရှားနဲ့စင်ကာပူကတထေးသားသမီးတွေကလန်ဒန်ထိသွားကြရမလို့ရန်ကုန်မှာဘွဲရရင်အရာပြည့်စုံပြီဆိုပြီးတော့ဒီနိုင်ငံမှာပဲလာပြီးတော့ပညာသင်ကြတယ်အကြောင်းဝင်းထဲမှာနိုင်ငံခြားသားကျောင်းသားကျောင်းသူတွေနဲ့စီကားနေတဲ့တကယ် international hub ကြီးပေါ့ဒီစာသင်ခန်းလေးကိုဝင်ကြည့်လိုက်စင်မြင့်ပေါ်မှာစာသင်နေတာ Oxford နဲ့ Cambridge စင်ပါမောက္ခကြီးတွေဒီလိုတကယ်တော်တဲ့ဆရာကြီးတွေနဲ့သင်ရတဲ့ကျောင်းသားတွေရဲ့အင်္ဂလိပ်စာအရေးသွေးရဒီနေ့ခေတ် international school တက်နိုင်လို့ဘေးကျဲနေတဲ့ TikTok က Cookie Wannabe တွေထက်တော့အများကြီးသားgrammar မှန်ရုံနဲ့မဟုတ်ဘူးနော် accession ကအစ Queen's English အတိုင်းကိုတိကျပြတ်သားတယ်နိုင်ငံခြားသားတွေနဲ့စကားပြောရင်တော့ရန်ကုန်ကျောင်းထွက်မှန်တိတာလုံးလို့လေးစားခံရတယ်ဖြစ်တယ်ဒါပေမဲ့တက္ကသိုလ်ဆိုတာစာသင်ခန်းတက်တော့မဟုတ်ဘူးဗျ lifestyle ဆိုလည်းဟုတ်တယ်ဒီကောင်တွေမဖြတ်တန်းမှုတဲ့ lifestyle တွေဘာညာဆိုပြီးတော့ collected တက်ကြွနေတဲ့ကောင်တွေကိုတော့အဲ့ဒီခေတ်တက္ကသိုလ်ကျောင်းသားကြီးတွေကကြီးချင်ပါပေါ့ညနေဆောင်ရင်အင်အားကံမောက်ဘက်က Rangoon University Book Club မှာထိန်တော်နေတဲ့ကျောင်းသားတွေတွေ့ရမယ်တချို့ကတော့စာကြည့်တိုက်ကြီးတွေမှာကမ္ဘာနိုင်ငံစာအုပ်တွေဖတ်နေကြတယ်အဲ့ဒီအထဲမှာအရေးကြီးဆုံးအသက်သွေးကြောအဖြစ်ဆုံးနေရာတစ်ခုရှိအဲ့ဒါကတော့သမိုင်းဝင် RUSD ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအစားအုံတယ်ဒီနေရာကနိုင်ငံရေးခေါင်းဆောင်လောင်းတွေကိုမွေးထုတ်ပြီးနေရာကြီးသမဂ္ဂကန်ထဲမှာလက်ဖေးတောင်းရင်လောက်ကြတယ်နိုင်ငံရေးဒီဘိတ်တွေကိုများနားထောင်လိုက်ရင်ပါဇက်အဟောင်းသားဖြစ်တော့သူတို့ဆွေးနွေးကြတာရက်ွက်တဲ့ရန်ဖြစ်တယ်လို့ဆဲဆိုညှင်းခုန်နေကြတာမဟုတ်ဘူးဒသနာတွေအတွေးခေါ်တွေကမ္ဘာအမြင်တွေနဲ့အချက်ချက်ကြောင်ညှင်းခုန်ကြတယ်ကျောင်းသားဆိုတာစာချက်တဲ့ချက်တူတွေမဟုတ်ဘူးတိုင်းပြည်ကံကြမ္မာပုံဖော်မဲ့ပညာတတ်ခေါင်းဆောင်တွေဆိုတာဒီလူတွေရဲ့အမူအရာတွေကတက်သေးပြနေ1962ခုနှစ်ဧပြီလမှာစင်ကာပူဝန်ကြီးချုပ်လီကွမ်ယူရန်ကုန်တက္ကသိုလ်ရောက်လာခဲ့ဘူးလေခန်းနာထဲဝါတဲ့ပွဲနေတပင်ခမ်းမကြီးစိမ့်လန်းနေတဲ့တစ်ပင်တန်းတွေနဲ့ကျောင်းသားတွေရဲ့အရေးချင်းကိုမြင်တော့သူတက်ပြင်းချပြီးတော့ဝန်ခံခဲ့ရတယ်ဆိုတဲ့စကားတကွန်ရှိတယ်ငါတို့စင်ကာပူကကျောင်းတွေကရန်ကုန်တက္ကသိုလ်ရဲ့ခြေပြောင်းတာမမိပါလားတဲ့စဉ်းစားလာကြည့်ပြီးတော့ဒီနေ့အာရှသားဖြစ်နေစင်ကာပူကတော့အားကြခဲ့ရတဲ့ပညာရေးအရှိန်ကငါတို့စီပါရှိခဲ့ဘူးကဲမင်းတို့နာကျင်စရာမိကုတ်တစ်ခုလောက်မေးမယ်ဒီတုန်းကကျောင်းသားတွေကပညာကိုတန်းကြီးပြောင်းလဲဖို့လက်နက်ဖြစ်သုံးခဲ့ကြတယ်ဒီနေ့ခေတ်မှာတော့ငါတို့ကဘွဲလက်မှတ်တစ်ခုကိုအလုံးလျှောက်ဖို့စာရွက်တစ်ရွက်ထပ်ပို့ပြီးတော့တန်ဖိုးထားတတ်ကြသေးရဲ့လားရန်ကုန်ဆိုတာ Shakespeare ဝစ်စုံဝစ်ထားတဲ့တထေးတွေနဲ့ပတ်စံ80ပဲဖောင်းနေလို့မျိုးမဟုတ်ဘူးဒီမျိုးကြီးမှာဝိညာဉ်ရှိတယ်ဒီဝိညာဉ်ကိုဘယ်မှာသွားရှာပထမဆုံးတက္ကသိုလ်ရေးတာလမ်းနဲ့အင်အားကံပေါင်ဘက်ကိုခြေဦးလှည့်ကြည့်အခုခေတ်မှာတော့အင်အားကံပေါင်ဆိုတာမိုးလင်းမိုးချုပ်ထီးတွေစီနေတဲ့ကပယ်တွေနဲ့နေရာဖြစ်ဖြစ်ဒါပေမဲ့1950ကာလတွေတုန်းကဒီနေရာကကြပြဆရာတွေစာရေးဆရာတွေမျက်ပုံပဲမင်းတို့သားဆရာကြီးမင်းတို့ဘုံတော့ဆရာစောကြီးတို့လူလူတော်မာတို့ရဲ့စာတွေဖတ်ဘူးမယ်ဆိုရင်အဲ့ဒီခေတ်ရန်ကုန်ရဲ့အလှတရားမျက်စီတွေကွင်းကနေပေါ်လာလိမ့်မယ်ကန်းကော်တော်တွေကိုတန်းတွေချားမှာသူတို့ဖန်တီးခဲ့တဲ့ခေတ်ဆန်းစာပေဆိုတာဒီလိုရဲ့ soft power ပဲလက်ဖေးဆိုင်မှာထိုင်ပြီးတော့ကြပြရွတ်ကြနိုင်ငံရေးတွေဆွေးနွေးကြစာအုပ်တွေထွက်ရင်လူဖတ်ကြဒီခေတ်ကလူငယ်တွေအုံနောက်တွေမှာအမှုပညာနေရာပြည့်နေခဲ့အခုခေတ်လိုမျိုးခံပါမှာရှောက်ချစ်ပြီးတော့အမှုပညာလို့ပြောနေတဲ့ကောင်ကြီးဒီဗီဒီယိုကြည့်နေသေးခြင်းနဲ့ဒီစာဖတ်တာပြည့်နေဆိုရင်ရုပ်ရှင်သွားကြည့်ကြမယ်ဒီခေတ်ရန်ကုန်မှာ British Burma Film Company ဆိုတာအာရှရုပ်ရှင်လောကရဲ့တကုံပဲရန်ကုန်မြို့လေကောင်ကတကလိုပဲရှေ့ဆောင်ဂျိုဒီရုပ်ရှင်ရုံတွေကိုဝင်ကြည့်လိုက်အေကွန်အေးစိတ်နေတဲ့ခန်းမကြီးတွေဂရီဘာထိုင်ကုန်ကြီးတဲ့ပုံမှာထိုင်ပြီးတော့ကြည့်ရတာမြန်မာကားတွေမဟုတ်ဘူးနော် Hollywood က MGM Paramount ကားတွေလန်ဒန်မှာရုံတင်တဲ့အပတ်ဆိုရန်ကုန်မှာလည်းတပြိုင်တည်းကိုရုံတင်တာရုပ်ရှင်သွားကြည့်တာအခုခေတ်လိုပေါ့ပေါ့ပါမဟုတ်ဘူးနော်မျိုးသားတွေကတိုက်ပုတ်မျိုးသမီးတွေကပိုးတယ်တွေနဲ့တေချာ dress up လုပ်ပြီးမှသွားကြတာရုပ်ရှင်ကိုရှေ့ကမြင်ခွင့်အော်စကာပွဲကိုအာရှမြေမှာကျင်းပနေတယ်လို့အောက်မရဒါပေမဲ့ဒါတွေအကုန်လုံးထက်ငါတို့ရဲ့သွေးကိုအဆူပွက်စေသောအရာတခုအကြံသေးအဲ့ဒါတော့အာရှကြားဆိုတဲ့ခုံပုတ်ဟုတ်တယ်ဘောလုံးအကြောင်းပြောမလို့အခုခေတ်2025မှာငါတို့ကဂျပန်တို့ကိုရီးယားတို့တွေ့ဆရာကြီးပါဗျာတိမ်သွင်းပါနေဆိုပြီးတော့လက်မြောက်နေရမလား1950ဝန်းကျင်60အစောပိုင်းတော့တောင်းပြန်ကွာအဲ့ဒီနိုင်ငံတွေကမြန်မာအသင်းနဲ့ကန်ရမယ်ဆိုရင်ကြောင်လုံးလုံးတုံနေအောင်ခန်းစိတ်ပိတ်ကစားရတဲ့ခေတ်မြန်မာနဲ့တွေ့ရင်ကန်ဆိုးတာပဲဆိုပြီးတော့ညီးနေရတဲ့ခေတ်မြန်မာဘောလုံးလောကရဲ့ဖခင်အာရှတိုက်အကောင်းဆုံးဘောလုံးသမားဗိုလ်မှူးကြီးစုပဟာဒူကိုတိကြတယ်သူ့ရဲ့ကစားကွက်သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာမြန်မာအသင်းကအာရှကိုစိုးမိုးခဲ့သူကွင်းထဲဝင်လာပြီဆိုရင်တစ်ဖက်အသင်းကနောက်တိုင်းတွေကိုခြေထောက်တုံကြ1950ပြည့်လွန်နှစ်တွေကမြန်မာဘောလုံးရွှေခေတ်အစပြိုးချိန်တယ်1954မနီလာအာရှအားကစားပွဲတော်မှာမြန်မာကအာရှအင်အားကြီးဂျပန်ကိုတေးကစားနိုင်ခဲ့တယ်ဒါကအမြည်းပဲရှိသေးရနော်1969ခုနှစ်ရောက်တော့ SEAB Game အရှိတော်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှာမြန်မာထိုင်းကို3ဂိုးမရှိနဲ့ပြက်ပြက်သားသားအနိုင်ယူပြီးတော့မြန်မာအသင်းကရွှေတိစိတ်ဆွတ်ဖို့ခဲ့ဖိုင်နယ်မှာထိုင်းကိုနိုင်တာနော်အခုငါတို့ထိုင်းကိုမနိုင်တာဘယ်နည်းရှိမလဲပြန်တွေးကြည့်လိုက်ဒီခေတ်ကမြန်မာဂျာစီအင်ဂျီချင်းဘက်မှာကတ်ထားတဲ့လောင်တစိတ်ကိုမြင်အာရှတခွင်ကလေးစားတစ်ခုကိုကြည့်ခဲ့ရအောက်ဆန်းကွင်းထဲမှာမြန်မာဟေ့လို့ပရိသတ်တွေဟိနေအောင် online အဲ့ဒီတန်အာရှတိုက်တုံးခါသွားစေတဲ့ခေတ်
ငါတို့စီမှာတကယ်ရှိခဲ့ဘူးကဲငါတို့ဘောလုံးကွင်းနေတဲ့အတန်တွေတိတ်ဆိတ်သွားတာကစားသမားတွေညံ့သွားလို့လားဒါမှမဟုတ်စီမံခန့်ခွဲမှုဆိုတဲ့ကစားကွက်တွေမှားသွားလို့လားနေဝင်သွားပြီရွှေတကောင်ဖျားကြီးရွှေရောင်အရိပ်တွေအမှောင်လေးကိုတိုးဝင်ပြောက်ွယ်သွားတာနဲ့ရန်ကုန်ကမျက်နှာဖုံးနောက်တစ်ချက်ကိုကောက်တက်လိုက်ပြီဒါကရန်ကုန်ရဲ့ dark side ပဲ1950ရန်ကုန်ရဲ့ညဘက်ကဟောလိဝုဒ်ကရိုက်တဲ့အဖြူမဲမှုကင်းရုပ်ရှင် Fan Noir တွေနဲ့တူတယ်လှပတယ်ဆက်ဆောင်မှုရှိဒါပေမဲ့အချိန်မျိုးတနက်တန်ကြားရနိုင်တယ်အစုလေဖျားနာမည်ကျော် Greens Hotel ကိုဝင်ကြည့်ကြတကားဖွင့်လိုက်တာနဲ့နှာခေါင်းနဲ့အရင်ဆုံးတိုးဝင်လာမှာက secret မီးပုံငွေတွေနဲ့ရောနေတယ်နိုင်ငံခြားအရက်နဲ့ဒီခမ်းမကြီးထဲမှာမီးအောင်မိမ့်ထွန်းထားတယ်စင်မြဲပေါ်မှာဖိလစ်ပိုင်ဂီတသမားတွေကဆက်ဆိုဘုတ်တိုးတက်ပြင်းပြင်းနဲ့ပုတ်နေပြီးတော့ jazz သချင်းတိုင်ကလေးလူထဲမှာပြန့်လွှင့်နေကာပွဲချမ်းငင်းပေါ်မှာတော့မြန်မာအင်္ဂလိပ်အိန္ဒိယတရုတ်လူမျိုးပေါင်းစုံ fashion အလန်းစားတွေနဲ့ရှင်မှုပြီးတော့ကနေကြတယ်ကြည့်ရတာတော့တာမန်ပျော်ပွဲရှင်ပွဲပါဒါပေမဲ့အလင်းအောင်တိတ်မရတဲ့တောင်းတင်နေရကစပွဲဝိုင်းတွေကိုတေချာကြည့်လိုက်အဲ့ဒီမှာဝီစကီခွက်ကိုကင်ပြီးတော့သတင်းစာဖတ်နေတဲ့ဥရောပတိုက်သားကတာမန်ပြီးတော့မဟုတ်ဘူးရန်ကုန်အခြေစိုက် CIA agent ဒီတူဘေးနာစပွဲမှာထိုင်နေတဲ့တရုတ်တထေးပုံစံနဲ့လူကနေချင်းကလှုပ်လိုက်တဲ့6လမ်းကြီးပြီးတော့ဟိုဘက်တောင်မှာအရက်မူးကြောင်ဆောင်နေတဲ့ရုရှားလူမျိုးက KGB တရှုသူတို့အားလုံးဘာလို့ဒီလိုရောက်နေကြလဲဘာလို့လဲဆိုတော့အဲ့ဒီချိန်ကမြန်မာပြည်ကဂျားနီနိုင်ငံဖြစ်နေလို့ပဲရန်ကုန်ကအရှေ့အုပ်စုရောအနောက်အုပ်စုရောဝင်ထွက်လို့ရတဲ့ safe haven ဖြစ်နေရုပ်ရှင်တွေကကာဆန်ဘလန်ကာမြို့လိုမျိုးပဲချိုးဝတ်ချက်တွေဖလဲရသစ္စာဖောက်ရအပေးအယူလုပ်ရပပိုချမ်းမာကြီးဖြစ်နေခဲ့ရဒီမြင်ကွင်းကဘာလို့ကြောက်စရာကောင်းလဲဆိုတော့မြို့လေကောင်ဟိုတယ်ထဲမှာရှာပိတ်ခွက်ချင်းတိုက်ပြီးတော့အခြေရလုံနေကြပါမယ်ဒီနေရာနဲ့ -30 တောင်မဝေးတဲ့အင်းစိန်ဘက်မှာမင်္ဂလာတုံလေးစိတ်သွားတဲ့လမ်းဘေးတွေမှာပြည်တွင်းစစ်မီကတောက်လောင်နေလို့ပဲဒီ KNDO တက်တွေကွန်မြူနစ်တပုံတွေကရန်ကုန်မြို့ဘက်ကိုချိတ်ချောက်ထားတော့ဟိုတယ်ထဲကဖောင်ခုံကုန်တယ်တွေကတောင်းတင်းတပုံတွေစီကိုလက်နက်ပို့ဖို့စာချုပ်ချုပ်နေချိန်မှာအပြင်ဘက်မှာလူတွေတနက်မှန်ပြီးတော့တည်နေကြတယ်ရန်ကုန်ဆိုတာစစ်အေးကာလာရဲ့ကစားကွက်တစ်ခုဖြစ်နေခဲ့တာကိုကဘာကျော်ချီလီကဗျာဆရာကြီးပါဘလိုနရူဒါရန်ကုန်မှာကောင်စစ်ဝင်ပြင်နေသွားတော့ဒီမျိုးရဲ့ဝိညာဉ်ကိုဖန်ဆားပြီးတော့စာသားတစ်ခုရေးခဲ့ဘူးလေ Blood and Beauty တဲ့ရန်ကုန်ဆိုတာအဲ့ဒီလိုမျိုးဗျနေဘက်မှာရွှေတကောင်ဖျားနေအေဂျင့်တို့လိုရှိပေမဲ့ညဘက်မှာတော့ Android တွေနဲ့ပြည့်နှက်နေနှင်းစီပန်းလိုပဲအရန်လှတယ်မမောစရာကောင်းတယ်ဒါပေမဲ့ကင်လိုက်ရင်စူးစူးပြီးတော့သွေးထွက်နိုင်တယ် Android များလေပို့ပြီးတော့ဆွဲဆောင်မှုရှိလေဆိုတဲ့မျိုးပေါ့ဒီအကြောင်းတွေကိုကိုယ်တိုင်ခန်းစားခြင်းနဲ့ရန်ကုန်မြို့ကြီး vibe ကဘယ်လိုရှိခဲ့လဲဆိုတဲ့အကြောင်းတွေကိုသိချင်နေဆိုရင်ဆရာကြီးတကုံတာရရဲ့စာအုပ်တွေဒါနဲ့ကျော်မမလေးဆရာကြီးရွှေဦးတောင်းတို့ရဲ့ကိုလေးမှတ်တမ်းတွေမှာလည်းဖတ်လို့ရတယ်ကဲပါးလေးတစ်ချက်လောက်ဖဲစိတ်လိုက်ပါအိမ်မက်မက်လို့ဝါပြီဆိုရင်2015လက်ရှိကာလကိုပြန်လာခဲ့ကြစို့ခုနကငါတို့ရှောက်သွားခဲ့တဲ့ရွှေခေတ်နေရာတွေကိုအခုလက်ရှိအချိန်မှာပြန်သွားကြည့်အောင်ရှင်ခွဲဖို့သာပြင်ထားပြီးတော့ပထမဆုံး Ronin Company အရင်က Hero of the East ဆိုပြီးတော့ကြွားခဲ့ရနေရအခုတော့ A1A brand နဲ့လောကနဲ့အဆောက်အုံဖြစ်နေပြင်မမောကြည့်လိုက်ရင်တော့ဘီတုကလက်ရာတွေကလှအောင်ခန်းထားတော့ပါပဲဒါပေမဲ့အထဲကိုဝင်ကြည့်လိုက်ရင်တစ်ချိန်ကရှိခဲ့တဲ့စိုးမရှိတော့ဒီအဆောက်အုံကြီးကသမိုင်းများကြီးဖြတ်တန်းခဲ့ရ luxury ပစ္စည်းတွေရောင်းတဲ့နေရာကနေ social လက်ခင်မှာလူဝင်မှုကြီးကြပ်ရုံဒါဝကဖြစ်သွားခဲ့ဘူးလေအဲဒီတုန်းက Jetly ဂျင်းမွေးနဲ့အစားချွေးနှံတွေစာရွက်စာတမ်းအဟောင်းနှံတွေနိုင်ငံခြားထွက်ဖို့တန်းစီနေတဲ့လူတွေရဲ့တပ်ပြင်းတပ်တွေနဲ့ပြည့်နှက်ခဲ့ဘူးလေအခုကပြန်လှပလာတယ်ဆိုပေမဲ့အတိတ်က class ဆိုတာကတော့ပြန်မလာတော့အတိတ်ရဲ့အရေးတစ်ခုခန်းထားခဲ့ဘူးကြောင်းသက်သေပြနေတဲ့ရုပ်ကြွေးတစ်ခုအနေနဲ့ကြံရစ်တော့နောက်တစ်နေရာဖန်ဆိုရန်အရင်က Wall Street ရော Asia လေကမ္ဘာစီးပွားရေးသမားတွေဘဏ်လုပ်ငန်းရှင်တွေ suits အပြည့်နဲ့ခြေချင်းလိမ်ခဲ့နေရ Chartered Bank တို့ Rice Bank တို့ရဲ့ရုံးချုပ်တွေရှိခဲ့နေရအခုတော့လည်းလမ်းမေး platform ပေါ်မှာစာအုပ်အဟောင်းဆိုင်တန်းလေးတွေတိတ်ဆိတ်လို့ဒါကလည်း romantic ဆန်နေလို့ပြောလို့ရပါမယ်စီးပွားရေးအမြင်နဲ့ကြည့်နေကြာဆင်းမှုပါပဲplatform ပေါ်က grind နဲ့ကြောက်ပြားတွေကိုသေချာနင်းကြည့်ပါအဲ့ဒီကြောက်ပြားတွေအောက်မှာတစ်ချိန်ကကဘာကိုခြေဆန်းခဲ့တဲ့ရန်ကုန်သားတွေရဲ့ခြေရာဟောင်းတွေပျောက်နေပြီငွေကြေးစီးတဲ့နေရာမှာလွမ်းစရာတွေပဲကျန်တော့တယ်ပြီးတော့မင်္ဂလာတုံလေးစိတ်အရင်က KLN Pan and BOAC ဆိုတဲ့ကမ္ဘာလေကြောင်းလိုင်းကြီးတွေကရန်ကုန်ကိုမဝင်မဖြစ်ဝင်ခဲ့ရတယ်အာရှရဲ့တကားပေါက်ကြီးအခု2025မှာတော့ငါတို့ကဥရောပသွားကျင်တော့ဘန်ကောက်တို့စင်ကာပူတို့မှာဆန်စစ်လေရင်ပြောင်းသွားစီးမှာပဲရတော့တယ်ရန်ကုန်ကနေဥရောပနိုင်ငံတွေကိုတိုက်ရိုက်သွားလို့မရတော့ဘူးဘန်ကောက်မှာလေရင်ပြောင်းစီးရတယ်အိန္ဒိယနိုင်ငံတွေကိုကြော်ပြီးမှပို့စီကိုဝင်လာရတဲ့ဒေတာတွေလေစိတ်လေးအစိမ်ပဲကျန်တော့တယ်ငါတို့ဘာတွေဆုံးရှုံးလိုက်ရအဆောက်အအုံတွေဆုံးရှုံးလိုက်ရတာမဟုတ်ဘူးဒီအဆောက်အအုံဆိုတာပတ်စံချင်းပြန်ဆောက်လို့ရတယ်ငါတို့ဆုံးရှုံးလိုက်ရတာကစံတာပဲငါတို့ကကမ္ဘာအဆင့်ဖြစ်ရမယ်ငါတို့ကအာရှမှာနံပါတ်1ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ကိုကိုယုံကြည်ချက်နဲ့မန်အဲ့ဒါကိုဆုံးရှုံးလိုက်ရတယ်ရန်ကုန်ဆိုတာဒီလိုပဲဖြစ်မှာပါလေဆိုပြီးတော့အောက်ကြနောက်ကြနေတက်သွားတဲ့စိတ်ဓာတ်ကတကယ်အရှုံးပဲဒီယုံကြည်ချက်ပျောက်သွားတဲ့နေရာစပြီးတော့အာရှရဲ့လန်ဒန်ဆိုတဲ့ဂုံပုတ်ဟာလေပုံမြင်တစ်ပုတ်ဖြစ်သွားခဲ့ရတာပါပဲသမိုင်းဆိုတာအတိတ်ကိုလွှမ်းမိုးတတ်တော့မဟုတ်ဘူးအနာဂတ်အတွက်ကြည့်ဖို့ဒီတော့နောက်ဆုံးမေးခွန်းပုံမြင်တစ်ပုတ်ဖြစ်သွားတဲ့အဲ့ဒီစတန်ဒါကိုငါတို့မျိုးဆက်မှာပြန်ယူနိုင်မလားဒါမှမဟုတ်လက်ဖက်ရည်ဆိုင်မှာရှေးဟောင်းနှောင်းဖြစ်ပြောပြီးတော့တပ်ပြင်းချနေတဲ့မျိုးဆက်ဖြစ်နေပဲဇက်သိမ်းလိုက်ကြမလားဒီဇက်လန်ကငါဘာလို့အာပေါင်းကိုပြောပြနေလဲသိလားမိတ်ဆွေမင်းတို့ဟာအရင်ကမိုင်းလိုက်တာနော်ဆိုပြီးတော့နှပြောနေစီချင်လို့မဟုတ်ဘူးအတိတ်မှာตายရပြီးလက်ရှိဘဝစိတ်ပြတ်သွားစေချင်လို့လည်းမဟုတ်ဘူးဒီငါပေးချင်တဲ့ message ကရှင်းရှင်းလေးတစ်လုံးနဲ့ပဲ event နဲ့တက်သေးအထောက်ထားပြချင်ဒီ1930ဝန်းကျင်ကရန်ကုန်ဒီအာရှရဲ့လန်ဒန်ဆိုတဲ့မြို့တော်ကိုစောက်ခဲ့တာရုပ်ရှင်တွေကစူပါဟီးရိုးတွေဆင်းလာပြီးတော့လုပ်ပေးတော့တာမဟုတ်ဘူးနော်ဂျိုသားတွေဖန်တီးပေးခဲ့ရလည်းမဟုတ်ဘူးမင်းတို့ငါတို့ရဲ့အဖိုးဖွားတွေငါတို့ရဲ့သွေးသားချင်းနဲ့ညီမတွေပဲလုပ်ခဲ့ကြတာသူတို့ခေတ္တကလည်းပန်းကင်းလန်းလျှောက်ခဲ့ရတော့မဟုတ်ဘူးဒုတိယကမ္ဘာစစ်ကြီးပြီးကစားတစ်မျိုးလုံးဘုံနဲ့ကြောင်ပြပုံဘွားရောက်နေတဲ့အချိန်အဲ့ဒီတုံညာအောက်ရောက်နေတဲ့အခြေအနေကနေ10နှစ်အတွင်းမှာအာရှရဲ့ထိပ်သီးဖြစ်အောင်ရုံထပ်ပြနိုင်ခဲ့တယ်အဲ့ဒီ DNA ကငါတို့သွေးတွေမှာစစ်စစ်နေတော့မယ်အခုငါတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကကြီးတယ်မှန်ပါတယ်စိတ်ဓာတ်ကြစရာတွေများတယ်လက်ခံပါတယ်ဒါပေမဲ့မမေ့နဲ့
ရွှေတကုံဖျားကြီးကိုမမတည့်ထားနိုင်တဲ့လက်တွေအာရှကြားတွေကိုစာတင်ပေးခဲ့တဲ့အုံနှောင်တွေဆိုတာငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာပဲရှိနေတာဒီ software တွေ virus ကိုင်းနေလို့သာစက်ကလေးနေတာထပ်ဝဲလူသားအရင်းမြစ်ကတော့အတူတူပဲသမိုင်းဆိုတာပြန်သွားလို့မရတဲ့အိယာဝင်ပုံမြင်မဟုတ်ဘူးသမိုင်းကငါတို့ရှေ့ဆက်ရမယ့်အနာဂတ်တွေလမ်းပြမြေပုံငါတို့လူမျိုးကတစ်ခါလုံးပြနိုင်ခဲ့ပြီးနောက်တစ်ခါဘာလို့မလုပ်နိုင်ရမှာလဲရွှေခဲဆိုတာပြန်တန်းတရရမယ့်အရာမဟုတ်ဘူးကိုယ်တိုင်ပြန်တိဆောက်ယူရမယ့်အရာပဲကဲငါရဲ့ time travel key စီကိုဒီမှာခဏရပ်နောက်ဆုံးအနေနဲ့မင်းတို့ကိုမေးခွန်းလေးထုတ်မေးပြီးတော့နှုတ်ဆက်ချင်မင်းသာ1950ရန်ကုန်ကိုဘီတော်ရဲ့ time machine စီးပြီးတော့တနင်္လာနေ့တော့ပြန်သွားခဲ့ကြမယ်ဆိုရင်ဘယ်နေရာအရင်ဆုံးပြေးကြည့်မလဲပြီးတော့အဲ့ဒီခေတ်ကဘယ်သူနဲ့တွေ့ပြီးတော့ဗာမေးချင်တယ်ဥပမာရန်ကုန်တက္ကသိုလ်တမကအဆောက်အုံရှိမှာဓာတ်ပုံသွားရိုက်မလားRowan Company မှာနာရီသွားဝယ်မလားဒါမှမဟုတ် Jazz Club တစ်ခုမှာထိုင်မလားမင်းတို့ရဲ့အဖြေတွေရော comment မှာရေးခဲ့ပေးပါနောက်တစ်ခါဘယ်ခေတ်ကိုပြီးဆက်မလဲဆိုတာမင်းတို့အဖြေတွေပုံမှာပဲလူတည်လိုက်မယ်